Assalamu alaikum ဆက်လေးပါနော်တရားခံရင်းတဲ့သဘောတရားသဘောဆက်လေးပါဤကောက်ချက်မှာလေတဲ့ fallacy အလွဲအမှားကောက်ချက်တာဖြစ်၏တဲ့တရားတည်ရှိခြင်းမတည်ရှိခြင်းကိုတဲ့ပြန်ပတ်နှစ်ဖက်လုံးမှာလူတို့ဒီတတနိကဗေဒ philosophy တက္ကဗေဒစင်ယုံတရား logic reason သိပ္ပံ science တို့ဖြင့်တက်တည်ပြရင်ကြိုးစားနေကြ၏သို့တော့ယနေ့ထက်တိုင်အပြည့်အဝတင်းပြည့်ကြက်ပြည့်ရေပက်မဝင်အောင်အမှားကင်းစွာတက်တည်မပြနိုင်ပေတဲ့ဤတို့ဖြစ်ခြင်းမှာလူစင်ယုံတရားနှင့်အာယုန်တိတို့မှမြဖြားခံလာသောဝိဇ္ဇာ art သိပ္ပံ science နှင့် technology အသိပညာအတတ်ပညာတို့တွင်ကန့်သတ်မှုရှိနေသည် limitation ကိုဖော်ပြနေခြင်းကြောင့်ဟုအစွဲကင်းသည့်ဗတ်မလိုက်သောဂျားနေသူတည်တည်တို့ကကောက်ချက်ချပါ၏ဤချက်ကိုမိသည့်ဘာသာတရားကိုများမယုံကြည်သည့်ထောင်းတောင်းမီကဘာကျော်သိပ္ပံပညာရှင်ကြီးတို့ရိုးသားစွာဝန်ခံထားသည်ကိုအထက်ဖော်ပြပါဆွေးနွေးခန်းများတွင်အထင်ရှားမြင်တွေ့ကြားသိနိုင်ပါသည်အဘယ်ကြောင့်ဆိုသောဝိဇ္ဇာသိပ္ပံအတတ်ပညာအသိပညာတို့မှာရုပ်ဤနယ်ပယ်သုံးဘက်မြင်ပုံ 3-dimensional plane မှာအရာကိုသာလျှင်စူးစမ်းလေ့လာခြင်းဖြစ်၍ရုပ်ဤအခြားဘက်မှနယ်ပယ် wall beyond matter တည်းတဲ့ multi dimension အများအပြားရှိနိုင်၍သူတို့၏တဲ့အရေးအရာမဟုတ်ဟုအစွဲကင်းသည့်နောင်ကျိုးမဲ့သိပ္ပံပညာရှင်တို့ကအပြတ်သားခံယူထားကြပါသည်သိပ္ပံ၏ကန့်သက်ချက် limit of science ကောင်းစဉ်ဖြင့်ပညာရှင်ပေါင်းစုံအားတွေ့ဆုံမေးမြန်းထားချက်တို့အားလည်း close to truth အမှန်တရားဘက်ခြေတလန်း series တို့တွင်ရှုမြင်နားဆင်နိုင်ပါသည်ယခုတဖန်အနှဲငယ်တင်ပြလိုသည်မှာသိပ္ပံပညာအားမှားယွင်းစွာအဓိပ္ပာယ်ကောက်၍အလွဲသုံးစားပြုလုပ်သည့်အကြောင်းဖြစ်ပါသည် pseudoscience ကို pseudoscience PSEUDO ဘယ်လိုတန်းထားရမသိဘူးနော် pseudoscience ကိုအောက်ပါတိုင်းပညာရှင်တို့ကဖွင့်ဆိုထားပါသည် the beliefs statement and practices are claimed to be scientific but these are devoid of any scientific evidence provided by the experiment procedures သိပ္ပံနည်းကြောင့်ဆိုတော့လေသူရတနာနီးစနစ်တို့ဖြင့်လက်တွေ့စမ်းသပ်ပြီးအတည်ပြုထားသည့်သိပ္ပံနည်းကျအထောက်အထားမရှိသောယုံကြည်ချက်များကျညာချက်များနှင့်လက်တွေ့လှုပ်ဆောင်မှုတို့အားသိပ္ပံအတုဟုအဓိပ္ပာယ်ဖွင့်ဆိုပါသည်တဲ့